ကောင်လေးဟာလူတန်ကြီးရဲ့အလောင်းကိုရေထဲပစ်ချလိုက်ပါတယ်ပြီးတာနဲ့ကြောက်လန့်နေတဲ့တငယ်ချင်းမကိုအဲ့ဒီလူတန်ကြီးရဲ့အခန်းထဲကိုအတင်းဆွဲခေါ်သွားပါတော့တယ်အချိန်တွေက8 လလောက်တောင်ကြာသွားခဲ့ပါပြီအဆက်မပြတ်ရွာနေတဲ့မိုးတွေတိတ်သွားပေမဲ့ရာသီဥတုကရုတ်တရက်အေးခဲသွားပြီးတကဘာလုံးရေခဲခစ်ကြီးတဲ့ရောက်သွားပါတယ်တမျိုးလုံးမီးတွေပြတ်နေပေမဲ့အန်ကတော့သူမရဲ့လက်တာဆောင်ကဆိုလာပြားတွေကြောင့်အပူချိန်24 ဒီဂရီရှိတဲ့အခန်းထဲမှာကော်ဖီလေးတောက်ရင်းစိန်ကြနေပါတယ်ဒါပေမဲ့ဟိုဘက်အခန်းကတစ္ဆာဖောက်ကောင်လေးနဲ့တငယ်ချင်းမတို့ကတော့စုပ်ပြတ်နေတဲ့ဆောင်းစုပ်တွေကိုပတ်ပြီးအေးတံကိုအလူးလဲခံနေရပါတယ်လူတန်ကြီးစီကရခဲ့တဲ့ရိတ်ခါတွေလည်းပြတ်သွားတာ3 ရက်တောင်ရှိနေပြီမို့ကောင်လေးကငတ်မွတ်နေတဲ့တစီတကောင်လိုပိန်ချုံနေပြီးတငယ်ချင်းမကလည်းတကိုယ်လုံးနှိမ့်ကိုက်နာတွေနဲ့ရုပ်ပြက်ဆင်းပြက်ဖြစ်နေပါပြီဆာလောင်လုံးလိုကောင်လေးကတငယ်ချင်းမလက်ထဲကနောက်ဆုံးကျန်နေတဲ့မှုတ်တက်နေတဲ့ဘီစကစ်လေးကိုတောင်အတင်းလူစားလိုက်ပါသေးတယ်အဲ့ဒီအချိန်မှာတငယ်ချင်းမရဲ့မျက်လုံးတွေထဲမှာတော့ကောင်လေးအပေါ်မုန်းတိမှုတွေပြည့်နေပါတယ်ရုတ်တရက်ကောင်လေးကအန်ခမ်းဘက်ကအလင်းရောင်နဲ့လှုပ်ရှားတံတွေကိုတတိထားမိသွားပါတယ်အန်စီမှာရိတ်ခါတွေအများကြီးရှိမယ်ဆိုတာသိလို့လူတန်ကြီးအခန်းထဲကရလာတဲ့လျှက်စစ်လုံကိုတုံးပြီးအန်ရဲ့တံမဏိတကားကြီးကိုဖောက်ဖို့ကြိုးစားပါတော့တယ်တငယ်ချင်းမကလည်းစားစရာရတော့မယ်ဆိုပြီးဝမ်းတာအားရနဲ့လုံကိုပလက်ထိုးပေးပါတယ်ဒါတွေကိုအထက်ကနေ CCTV နဲ့ကြည့်နေတဲ့အန်ကကော်ဖီခွက်ကိုအေးဆေးချလိုက်ပြီးတကားမှာကြိုတင်တက်ဆင်ထားတဲ့ပိုအား3000ရှိတဲ့လျှက်စစ်ကာကွယ်ရေးစနစ်ကိုဖွင့်လိုက်ပါတယ်လုံပူနဲ့တကားနဲ့ထိလိုက်တာနဲ့တပြိုင်နက်လျှက်စစ်တွေပွင့်ထွက်သွားပြီးကောင်လေးတယောက်နေရန်ကိုလွင့်စင်သွားပါတော့တယ်တကိုယ်လုံးမဲတူးပြီးအမြုပ်တွေထွက်စပင်တွေပါထောင်သွားတာကိုမြင်တော့တငယ်ချင်းမလည်းလမ်းပြီးသေးတွေပါထွက်ကျသွားပါတယ်အန်ကအပြင်ကိုအတန်လန်းပေးလိုက်ပါတယ်စော်ကြီးပဲငါအိမ်တကားကလျှက်စစ်တွေနည်းနည်းပေါက်ကျနေတယ်နောက်ခါဧည့်သည်လာလုပ်ချင်ရင်ကြိုပြီးဘုတ်ကင်လုပ်ခဲ့ဦးလို့လှောင်လိုက်ပါတယ်ကောင်လေးကမတိတတိနဲ့အန်ကိုလူတက်မလို့လားလို့အော်ပေမဲ့အန်ကကိုကာကွယ်တာလို့ပဲခက်အေးတုံ့ပြန်လိုက်ပါတယ်အဲ့ဒီတော့မှအခြေအနေကိုသဘောပေါက်သွားတဲ့ကောင်လေးဟာချက်ချင်းတူးထောက်ချလိုက်ပြီးအရင်ကချစ်ခဲ့မှုတဲ့တန်ရောစင်လေးကိုထောက်ထားပြီးစားစရာလေးတစ်လုံးလောက်ဖြစ်ပေးဖို့အတနာခံတောင်းပန်ပါတော့တယ်တငယ်ချင်းမကလည်းအကောင်းဆုံးတငယ်ချင်းတွေဖြစ်ခဲ့တာကိုသတိရပေးဖို့နဲ့ကောင်လေးကအတင်းကျပ်ခိုင်းလို့သာလုပ်ရတာပါဆိုပြီးငိုယိုတောင်းပန်ပါတယ်ဒါပေမဲ့အန်ကတော့သူတို့ရဲ့ဟန်ဆောင်မှုတွေကိုယွန်ရှာလွန်းလို့သူမရဲ့ရိတ်ခါတွေကိုခွေးကျွေးရင်ကျွေးမယ်နင်တို့ကိုတစေးမှမပေးဘူးလို့ပြောပြီးအတန်လွင့်ဆက်ကိုပိတ်ပစ်လိုက်ပါတယ်အပြင်မှာသူတို့နှစ်ယောက်ဘလောက်ပဲအော်ဆဲနေပါစေအန်ဂယုမဆိုင်ပါဘူးဒါပေမဲ့သူမစိတ်ပူနေတာတခုရှိပါတယ်ရေရှည်ရေစိမ်ခံထားရလို့ကိုနိုတိုက်ကြီးရဲ့အောက်ခြေကအကွဲလာပြီးအဆောက်အုံကရင်းရိုင်နေပါပြီတိုက်ပြိုကျရင်တေမာမို့သူမဒီနေရာကနေအမြန်ထွက်ခွာဖို့ဆုံးဖြတ်လိုက်ပါတယ်မိုဘိုင်းဖုန်းလိုင်းတွေပြတ်နေပေမဲ့သူမကြိုဝယ်ထားတဲ့ဂျူလူဖုန်းနဲ့တောင်ပေါ်မှာရှိနေတဲ့အဖေဖြစ်သူစီဖုန်းဆက်လိုက်ပါတယ်အဖေကအပြင်မှာရေခဲပြင်တွေကမခိုင်မာသလိုလူဆိုးသားပြတွေလည်းရှိလို့အပြင်မထွက်ဖို့တားပေမဲ့အန်ကသူမမှာလက်နက်တွေလှေတွေပြင်ဆင်ထားပြီးသားဖြစ်ကြောင်းပြောပြပြီးမြို့စုံကဆက်သွယ်ရေးတာဝါတိုင်းမှာလာကြိုဖို့ချိန်ဆလိုက်ပါတယ်တကယ်တော့အန်စီမှာအရာအလုံးကိုတင်စီထားလို့ရတဲ့ထူးခြားတဲ့တူလောင်မှုအာကာသလို့ခေါ်တဲ့မော်ဆွမ်းအားတစ်ခုရှိနေတာပါရိတ်ခါတွေအကုန်လုံးကိုအဲ့ဒီအထဲထည့်ထားပြီးသူမကတော့တူလေးသားနဲ့လျှက်စစ်တုပ်လောက်ပဲကိုပေါ်မှာတည်ထားလိုက်ပါတယ်ညဘက်ရောက်တော့အန်ကလက်တာဆောင်ကနေလေထိုးရော်ပါလေးကိုအောက်ကရေခဲပြင်ပေါ်ချလိုက်ပါတယ်ရေကအထက်20လောက်ထိရောက်နေတာမို့သူမက15လွာလောက်အကွာဝေးကိုကျိုးနဲ့တွယ်ဆင်းသွားပါတယ်အဲ့ဒီအချိန်မှာပဲကောင်လေးနဲ့တငယ်ချင်းမကသတင်းပေါက်ကနေအန်ထွက်ပြေးတာကိုမြင်သွားပါတယ်သူတို့ကအန်ကိုခေါ်သွားဖို့အော်ဟစ်တောင်းဆိုပြီးမခေါ်ရင်တရက်ဖြစ်ရင်တော့လိုက်ချောက်မယ်လို့ချိန်ချောက်ပါတယ်အန်ကဂယုမဆိုင်တော့ကောင်လေးကဒေါသတကြီးနဲ့ပန်းအိုးနဲ့လှမ်းပေါက်ပါတယ်ပန်းအိုးကအန်လေဘေးကရေခဲပြင်ပေါ်ကိုကြောက်ကွဲသွားပြီးလှေကိုတောင်ထိလူနီးပါဖြစ်သွားပါတယ်ဒါကိုမြင်တော့အန်ကဒေါသထွက်သွားပြီးကြောဘက်ကတူးလေးကိုဆွဲထုတ်ကကာပုံများတစ်စင်းကိုပစ်လွတ်လိုက်ပါတယ်ညကသူတို့ကိုမမှန်ပေမဲ့သူတို့သတင်းပေါက်ပေါ်ကရေခဲနေတဲ့ရေစင်းပိုက်လုံးကိုတက်တက်မှန်သွားပါတယ်ရေစင်းပိုက်လုံးကကျိုးကျလာပြီးကြီးမားတဲ့ရေခဲလုံးကြီးတွေကသူတို့ရဲ့သတင်းပေါက်မှန်ကိုရိုက်ခွဲပစ်လိုက်ပါတယ်အနှုတ်40 ဒီဂရီလောက်ရှိတဲ့အေးစိတ်နေတဲ့လေစင်းတက်မှုတွေကအခန်းထဲကိုဓာတ်ရိုက်ဝင်လာပါတော့တယ်အန်ကတော့သူတို့နှစ်ယောက်ရေခဲကန်းထဲမှာအေးခဲတေဆုံးသွားဖို့လောင်ပြုံးပြုံးရင်းလေမော်တာကိုနှိုးကထွက်ခွာလာခဲ့ပါတယ်